အားလုံးပဲမင်္ဂလာပါဒီနေ့ရောနော်ဒီနေ့ပါပြောပြမလဲဆိုတော့အမတယောက်ကအိမ်တော်မင်္ဂလာဘယ်လိုပြုစုလဲဆိုတာကိုမေးထားလို့မို့ပြောပြမလို့ဖြစ်ပါတယ်ဒါကလည်းအိမ်တော်မင်္ဂလာတစ်မျိုးပဲပေါ့နော်အရင်ဆုံးဘယ်လိုစိုက်လဲဆိုတော့သူကမြေဆွေးနဲ့ဒီသဲနဲ့ကိုရိုးပြီးတော့စိုက်တာပေါ့နော်ပြုစုတာကြောက်တော့လေသူကဘယ်လိုလဲဆိုမနေ့တစ်ခါညနေတစ်ခါရေလောင်းတယ်ရေလောင်းမလို့ရှိရင်သူကဘယ်လိုပူကြိုက်လဲဆိုလို့ရှိရင်အိမ်ဘေးကအဖွားတယောက်ကပြောတာတော့လေသူကအစားတော့ကျမလည်းမသိဘူးပေါ့နော်မနေ့ဆိုလို့ရှိရင်မီးမွေးတိုင်ပေါ့နော်မီးမွေးတိုင်လေးထွန်းပေးတယ်ညဆိုရင်လည်းညလိုက်ပေါ့နော်မီးမွေးတိုင်လေးထွန်းပေးတယ်မီးမွေးတိုင်ထွန်းပေးတာကိုသူကအဲ့လိုကြိုက်တယ်ပြီးလို့ရှိရင်ဖျားတောက်တော်ကြီးပေါ့နော်ဒီဖျားတောက်တော်ကြီးကိုအပြင်ဘက်မှာမတုံမဲတော့ဒီတောက်တော်ကြီးလဲတယ်ဆိုလို့ရှိရင်ဒီအပင်လေးနားမှာလောင်းပြီးရယ်ဆိုရင်တောက်တော်ကြီးတွေဖျားတောက်တော်ကြီးတွေကိုလောင်းပြီးရယ်ဆိုရင်လည်းသူတို့ကပို့ပြီးတော့နှစ်သက်တယ်တဲ့ပို့ပြီးတော့ကြိုက်တယ်တဲ့အိမ်ဘေးကအဖွားလေးကပြောပြတာပေါ့နော်အားကြောင့်မို့ကျမလုပ်ဖြစ်တဲ့အရာလေးကိုပြောပြတာကျမဒီပန်းလေးတွေကိုလည်းကျမရောင်းတာမဟုတ်ဘူးနော်ဒီပန်းလေးတွေအဲ့လိုလန်းဆန်းလေးနဲ့ဒီအယောင်သွေးစုံနေပြီးတော့နေရတာကိုကျမကြိုက်တယ်အဲ့အတွက်ကြောင့်မလို့ကျမစိုက်ထားတာအလှစိုက်ထားတာပေါ့နော်ကျမလုပ်ဖြစ်တဲ့အရာလေးတွေကကြောင့်မနေ့ရေလောင်းတယ်ညနေတစ်ခါရေလောင်းတယ်ပြီးရင်အမွှေးတိုင်လေးတွေထွန်းပေးတယ်ဒါပေါ့နော်ပြီးရင်တောက်တော်ရည်လေးတွေပေါ့နော်ဖះတောက်တော်ရည်လေးတွေကိုလောင်းပေးတယ်ပေါ့နော်အဲ့အတွက်ကြောင့်မလို့ဒီလိုအကြီးကြီးဖြစ်လာတာဆက်စားတော့တေးသေးလေးပေါ့နော်ဒါတစ်နှစ်တောင်မပြည့်သေးဘူးလပိုင်းပဲရှိသေးပေါ့နော်အဲ့ဒါတော်တော်ကြီးကိုကြီးလာတာပေါ့နော်အဲ့ဒါလေးကိုကြိုက်တယ်ပေါ့နော်ဒါလေးလှုပ်ပေးဖြစ်တယ်ဒါကတော့တစ်မျိုးပေါ့နော်နောက်တစ်မျိုးရှိရပြရမယ်နော်ဒါလေးကတော့နောက်တစ်မျိုးပေါ့နော်ဒါပွင့်တော့ပွင့်နေတော့ပထမတစ်ခါလဲပွင့်ပြီးအခုတစ်ခါပွင့်နေပေါ့နော်ဒါလေးကလည်းတစ်မျိုးဒါလည်းအိမ်တော်မင်္ဂလာမျိုးစားတဲ့ပဲပါတယ်အမျိုးရှိရအယောင်တွေမျိုးရှိတယ်သူကလေဒါတစ်မျိုးပေါ့နော်ဒါလည်းအရန်လာတယ်အရွက်ကြီးကြီးလေးနဲ့နောက်တစ်မျိုးကကြတော့ဒီမှာဒီဟာလေးဒါလည်းအိမ်တော်မင်္ဂလာမျိုးစားတွေကပဲသူကကြတော့လေသူကအတွင်းမှာထားတဲ့ဥစ္စာသူက indoor တွေပေါ့နော်အတွင်းမှာထားတဲ့ဥစ္စာအတွင်းမှာထားရင်သူကပို့ပြီးတော့စိမ့်ပြီးတော့ပို့ပြီးတော့လှတယ်အပြင်မှာကျတော့သူကညှိုးလွယ်တယ်ပေါ့နော်အပြင်မှာညှိုးလွယ်တယ်ကျမကျတော့အထဲမှာထားကြမရှိလို့အပြင်မှာထားတာဒါပေမဲ့အတွင်းမှာထားရင်သူကစိမ့်လေးဖြစ်တယ်အပြင်မှာနေနေပြရတာခါကျတော့ဒီလိုနေရဲလေးနေတယ်ပေါ့နော်လူနေရဲလေးနေရှင်နေဆိုရင်တော့နေအောင်နည်းပြရောနော်နေတအောက်ဘူးတဲ့နေရာထားလို့မရဘူးသူအရိတ်ကြိုက်တယ်ပေါ့နော် indoor တွေဆိုတော့ဒီမှာလဲစားနေတာတော့ရှင်သေးဝရီပင်ပေါ့နော်ဒါလေးအပွင့်နေဒါလေးရောပဲနော်အိမ်တော်မင်္ဂလာကြောအယောင်မျိုးရှိတယ်အမျိုးရှိတယ်